ဒီ comment ပိုင်ရှင်လေးရပေါ့နော်သူကမေးထားတာကကြီးတွဲကြားလို့ GD ကိုဆက်တက်ချင်တယ်ဘယ်လိုလုပ်ရမလဲမသိဘူးဆိုမှမေးထားရရှိရပေါ့နော်အမကရှေ့ဗီဒီယိုတွေမှာလည်း GD နဲ့ပတ်သက်ပြီးရှင်းပြထားတာလည်းရှိရဲဒါပေမဲ့ဒီမောင်လေးသေချာရှင်းလင်းသွားအောင်လို့အခုထပ်ပြီးပြန်ရှင်းပြပေးမယ်နော်GD က General Education Development လို့ခေါ်တဲ့ထက်တန်းအောင်လမ်းမှန်းနဲ့ညီမျှတဲ့နိုင်ငံတကာသိမှတ်ပြုထားတဲ့ certificate တစ်ခုလည်းဖြစ်တယ်GD မှာက subject ၄ခုရှိတယ် Math, Science, Social, Listening to Language RL ဆိုပြီးတော့ subject ၄ခုလည်းရှိတယ်GD ကိုလူငယ်တွေဘာလို့စိတ်ဝင်စားကြလဲဆိုရင် GD ရဲ့အားသာချက်ကအချိန်အများကြီးပေးကြရမလို့အထက်တန်းအောင်လမ်းမှတ်တစ်ခုရရှိဖို့အချိန်တွေကိုနှစ်နဲ့ချီပြီးလည်းပေးကြရမလို့6လလောက်ကြိုးစားလိုက်ရုံနဲ့ GD အောင်လမ်းမှတ်ကိုရရှိပြီးတော့မောင်လေးနိုင်ငံသားမှာတောင်းပန်တက်လို့ရတယ်ပြီးတော့ GD က subject ၄ခုလုံးကိုတစ်ခါတည်းဖြည့်ပြရမလို့ကိုအားသာတဲ့ဘာသာရပ်ကိုအရင်ဖြည့်လို့ရတယ်ဥပမာမောင်လေးကသင်္ချာပိုင်လို့သင်္ချာအရင်ဖြည့်မဲ့ဆိုသင်္ချာအရင်ဖြည့်ပြီးမှကျန်တဲ့၃ဘာသာကိုသင်္ချာ prep လုပ်ပြီးတော့ဖြည့်ဆိုလို့ရတယ်ကဲကြီးတွဲကြလို့လဲစိတ်မညစ်နဲ့အခုပဲ GD တက်ပြီးနိုင်ငံသားမှာတောင်းပန်တက်လို့ရမယ်အခွင့်အရေးကိုစူးစမ်းလိုက်ရအောင်နော်အမတို့ Royal Caesar Education က GD နဲ့မကပဲ overseas မှာတောင်းပန်တက်ချင်တဲ့ကျောင်းသားတွေကိုကျောင်းလျှောက်တာနဲ့ဗီဇာရတဲ့အထိအစအဆုံးအခမဲ့ကူညီပေးသွားမှာဖြစ်ပါတယ်လူကိုယ်တိုင်လာရောက်ပြီးတော့မြင်မြင်တင်နေဆိုရင်တော့အမတို့ရဲ့ရုံးလိပ်စာကအမှတ်7အဝေးရလန်ကမာရွတ်မြို့နယ်ရန်ကုန်ပဲဖြစ်ပါတယ်ရှင်ဖုန်းဆက်ပြီးမြင်မြင်မယ်ဆိုရင်တော့ဖုန်းနံပါတ်က3999889929နဲ့3999889959တို့ကိုဆက်သွယ်ပြီးမြင်မြင်နိုင်ပါတယ်ရှင်